တော့ပြောတာဒီကထဲမှာတဲ့ဒုတိယဘုံကြီးတွေထိုင်ခိုင်းပြီးတော့တဲ့ငါမင်းမယ်တဲ့မင်းတို့တယောက်ချင်းမေးပြီးတယ်မင်းဘာလို့မလဲတဲ့မင်းကရဲပေါ်တဲ့ဒုတိယဘုံကြီးပြောတဲ့စကားမင်းပြောတဲ့စကားဘယ်ဟာအရာရောက်မှထင်တယ်တဲ့မင်းလည်းပြောချင်ရပြောတယ်ငါတို့လည်းရေးချင်တယ်လို့ရေးပြီးအမိန့်ချတယ်လို့ချမယ်တဲ့တဲ့အောင်နဲ့ငါတို့ကဒုတိယဘုံကြီးပဲစုပြောပါတယ်မင်းတို့တဲ့1000အနှစ်90လောက်ချပြလို့ရတယ်သူပြောတာကနိုင်ငံရေးလုပ်လို့တယ်ကျွန်တော်တို့နိုင်ငံရေးတစ်ခုမှပေါ့နိုင်ငံရေးတစ်ခုမှဘယ်ပါတီနဲ့မှကျွန်တော်အဆက်တော့မလုပ်ဘူးအေး28ပြည့်တော့အခုပြန်28ပြည့်အချိန်မှာကျွန်တော်အချုပ်တွေကလာထုတ်တယ်ထုတ်ပြီးတော့ကျွန်တော်တင်ပေါ်မှာအကန့်အသတ်မရှိလေးပါးရှော့တယ်အဲ့အချိန်မှာကျွန်တော်ပါးမှာဒဏ်ရာရတယ်ကျွန်တော်အခုကကန်ကြီးကျွန်တော်ပိုင်းမှာမာနေတာဒီနေ့မှကျွန်တော်စိတ်ရောဆင်းတာရေတက်စိတ်ရောတန်းနေရေတက်စိတ်ရောဆင်းတာဒါပေမဲ့စိတ်ရောလည်းကျွန်တော်အခုထိမယူပါသေးဘူးဒီကပြန်တော့မှကျွန်တော်ယူပါပါအေးဘောတို့ကြောင့်ဒီအထဲရောက်သွားအဲ့ဒီကဆရာကြီးတွေနဲ့ဘိုးကြီးတွေကိုကျွန်တော်ပြောပြကျွန်တော်ခံစားရတဲ့အကြောင်းပြောရေတက်တစ်လုံးသိတယ်ဒါပေမဲ့ဘယ်သူမှမပြောရဘူးဘာလို့မပြောရလဲဆိုတော့ဒီတရောင်းသားတွေနှိပ်ကုန်တာဒီခွဲပါသားတွေနှိပ်ကုန်လို့ဘယ်သူမှမပြောရဘူးလိုင်းကမှနေတဲ့ရှေ့ရဲဘော်တို့လိုင်းနဲ့နေတော့မယ်လို့ပြောတယ်အခုကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးမင်းအောင်လိုက်အေးရေတက်စကားဌာနချုပ်ကိုလာစစ်တယ်တန်းစီပြီးတော့စကားပြောတယ်တန်းစီပြီးစကားပြောချင်မှာဒုတိယဘုံကြီးဆုံးတော့ဘာပြောလဲဆိုတော့အိမ်ထဲမှာဒေါ်မစုကြည်ပုံနဲ့ဘိုးကျောင်းအောင်ဆိုင်ပုံမချိတ်ရဘူးတဲ့ချိတ်လို့ချင်းလိုင်းရနေပြီးနှင်ထုတ်မယ်တဲ့ကျဲဘော်တွေလိုင်းနဲ့တော့ဘယ်တော့သွားနေမလဲအေးပေါ့အဲ့မှာချိတ်တယ်လူလို့ရှိနေတယ်အများကြီးရှိတယ်ကျွန်တော်မှလည်းဘိုးကျောင်းဆိုင်အင်းကြီးကျွန်တော်ပွဲသေးရဝယ်တာဖျားပွဲရဝယ်တာထောက်ရတယ်ပြရဝယ်ဘူးလေးသားရဲ့ရေပေါ့အဲ့ဒီအင်းကြီးကျွန်တော်ဝယ်တယ်ကျွန်တော်မဝယ်နေတဲ့ကျွန်တော်ပတ်စံပေးပြီးဝယ်ထားလေထောင်ကပေးဝယ်ထားလေသူတို့မရတာမဟုတ်ဘူးကျွန်တော်လည်းကျွန်တော်ရပါပဲလားဒုတိယဘုံကြီးသုံးတော့မှသူပဲပြောတာကျွန်တော်ဇန်နဝါရီလလာမရဘူးဖေဖော်ဝါရီလလာကျွန်တော်မရဘူးကိုတင်နေ DSC ပတ်စဉ်36ကနေတူတယ်မသိဘူးသူ့ကိုခေါ်တာတော့စစ်သားကြီးလို့ခေါ်တယ်စစ်သားကြီးကမသိဘူးထုံချောင်းကြီးဟုတ်လား